အချို့သောသူတွေကမလေးရှားမှာ passport စာအုပ်ကိုအတူမှန်းမသိဘဲနဲ့ကင်ထားတာတွေရှိတယ်။တချို့သူတွေကကြတော့တိတယ်တိတိနဲ့ကင်ထားတယ်။အဲ့ဒီမှာခေါင်းပြောင်းစာအုပ်ကင်ထားတဲ့သူတွေလည်းရှိတယ်။ခေါင်းပြောင်းဆိုတာကတကယ်တမ်းကတော့စာအုပ်အတူအဲ့စာအုပ်အတူမှာအရင်ကဆိုလို့ရှိရင်ပါမစ်တွေကတ်ထားတဲ့သူတွေလည်းရှိတယ်။အဲ့တော့ပါမစ်ကတ်ထားတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့လက်ဘွေက immigration မှာတော့ဝင်သွားပြီ။အဲ့လိုလူမျိုးတွေကမြန်မာပြည်ကိုပြန်မယ်ဆိုလို့ရှိရင်လင်းငွေးမှာအနေရရှိပါတယ်မိရဲ့စာအုပ်ကအတုလားအစ်စ်လားသိချင်လို့ရှိရင်မြန်မာတန်ယုံမှာသွားပြီးတော့စစ်လို့ရပါတယ်နော်နောက်တစ်ခုကကြတော့ဒီခေါင်းပြောင်းစာအုပ်တွေနဲ့လင်းလက်မှတ်ဝယ်မယ်ဆိုရင်တတိထားစီချင်တာတချို့တွေကစာအုပ်အတူမှန်းမသိဘဲနဲ့လင်းလက်မှတ်ကိုဝယ်ကြတဲ့သူတွေရှိတယ်တချို့တွေကတိတိကြီးနဲ့ခေါင်းပြောင်းစာအုပ်ကြီးပေါ့နော်ငါကတော့ပါမစ်ကတ်ထားတဲ့ကိစ္စမရှိဘူးဆိုပြီးတော့လင်းလက်မှတ်ကိုဝယ်တဲ့သူတွေရှိတယ်လင်းလက်မှတ်ဝယ်တဲ့အခါမှာကိုယ်တိုင်ပဲဝယ်ဒါမှမဟုတ်လို့ရှိရင်အေဂျင့်ရပဲဝယ်ဥပမာအေဂျင့်ရဝယ်လို့တကူမှကျမစီမှာလင်းလက်မှတ်လာဝယ်ပြီဆိုလို့ရှိရင်ကျမအမြဲတမ်း WhatsApp ကနေပြီးတော့ passport စာအုပ်ပထမစာမျက်နှာကိုတောင်းတယ်နော်စီရင်သမားဆိုလို့ရှိရင်လည်းတန်ယုံကပြလိုက်တဲ့စီရင်စာအုပ်အစိမ်းရဲ့စာမျက်နှာ6ကဲခုံရဲ့နံပါတ်1ကဲကိုတောင်းတယ်အဲ့ဒါကြီးပါမှသာလင်းလက်မှတ်ကဝယ်လို့ရတယ်လေနော်ဖြည့်ရတာ哦အဲ့တော့ဒီ WhatsApp ကနေပြီးတော့ဓာတ်ပုံရိုက်ပေးရဲ့အတွက်ကြောင့်မို့လို့ဒီစာအုပ်ကြီးကအတုလားအစ်စ်လားစစ်လို့မရပါဘူးဒါကြောင့်မို့လို့ကိုယ့်ရဲ့စာအုပ်ကတန်တရားရှိနေတဲ့စာအုပ်ဆိုလို့ရှိရင်ဖြစ်နိုင်ရင်တော့လင်းလက်မှတ်တွေမဝယ်နဲ့မမှားနဲ့လင်းလက်မှတ်ဖို့လဲဆုံးရှုံးမယ်ပြီးရင်လင်းဝင်းမှာလည်းအနေရဖြစ်နိုင်ပါတယ်စာအုပ်အတုအစ်စ်တန်တရားဖြစ်နေလို့ရှိရင်နီးစက်ရာမြန်မာတန်ယုံမှာသွားပြီးတော့စစ်ပါအားလုံးပဲအဆင်ပြေချုံးဝင်ကြပါစေ